အခုချိန်မှာကျွန်တော်အားလုံးကိုမျှဝေပေးခြင်းတဲ့အကြောင်းအရာသည်ကျွန်တော်တို့ဘဝမှာကိုဖြစ်ခြင်းတဲ့အရာကိုလှုပ်ခြင်းတဲ့အရာကိုရောက်ခြင်းတဲ့နေရာကိုရောက်ဖို့အတွက်ကိုလိုချင်တဲ့အရာတစ်ခုကိုရဖို့အတွက်အခုလုံးဝ0အခြေအနေကနေပြီးတော့မှကျွန်တော်တို့ဖြစ်ခြင်းတဲ့အရာလိုချင်တဲ့အရာတန်ဖိုးကြီးမားတဲ့အရာတစ်ခုကိုရဖို့အတွက်ဘယ်လိုမျိုးလှုပ်ဆောင်ရမလဲဆိုတာကိုကျွန်တော်ဒီနေ့မှာအဲ့ဒီလှုပ်ဆောင်မှုအဆင့်ကျွန်တော်တို့ရှိနေတဲ့နေရာကျွန်တော်တို့လိုချင်နေတဲ့အရာရဲ့ကြားထဲမှာကွာဟနေတဲ့အတွေးခေါ်လေးတစ်ခုကိုကျွန်တော်မမြင်နိုင်တဲ့အတွေးခေါ်လေးတစ်ခုကိုကျွန်တော်ချပြပေးသွားမှာဖြစ်ပါတယ်ဥပမာဆိုရင်ဗျာခမရလုံးဝဆင်းရဲနေတယ်မွေးနေတဲ့လူတစ်ယောက်ဖြစ်တယ်ဒါပေမဲ့ခမရကတိုက်ကြီးတစ်လုံးလိုချင်တယ်ကားကြီးတစ်စီးဝယ်ချင်တယ်ချမ်းသာတဲ့ဘဝကိုသွားချင်တယ်အဲ့လူရဲ့ပြဿနာမှာအဓိကသည်ဘာလဲဆိုတဲ့အခါမှာနီးမသိတာဆိုတာတဲ့အဲ့ဒီအခုကို0ဖြစ်နေတဲ့နေရာကနေပြီးတော့မှအဲ့ဒီနေရာကိုရောက်ဖို့အတွက်ဘယ်လိုမျိုးလုပ်ရမလဲဘယ်လိုတွေးရမလဲဆိုတာကို तू မသိဘူးအဲ့ဒါကြောင့်မို့ကျွန်တော်အဲ့ဒီဟာလေးကိုဘယ်လိုမျိုးတွေးရမလဲဘယ်လိုမျိုးစဉ်းစားတွေးခေါ်ပြီးတော့မှအဲ့ဒီအရာကိုဘယ်လိုရအောင်ယူရမလဲဆိုတဲ့အရာကိုကျွန်တော်ဒီနေ့မှာပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ခုချပြမယ့်အရာဒီပြောပြမယ့်အရာဒီလုံးမရမှာဖြစ်ပါတယ်ဒါကိုသိုံနဲ့မရဘူးကိုယ်တိုင်လုံးမရမှာဖြစ်ပါတယ်ဒါကိုကျွန်တော်ဒီနေ့မှာအားလုံးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီဥပမာအဖြစ်ကျွန်တော်ပေါ့နော်မိတ်ဆွေကဒါထားလိုက်ပါတော့တိုက်တဲ့ခြံလိုချင်တယ်ဟုတ်ပြီနော်တိုက်တဲ့ခြံပေါ့ဗျာဘယ်လိုပြောမလဲဒါကိုကအဆင်မပြေတဲ့ခါမှာမိသားစုကလည်းဆင်းရဲလာဒါပေမဲ့အဲ့ဒီပေါ့နော်ဒီဆင်းရဲတဲ့အချိန်ကနေပြီးတော့မှအဆင်ပြေတဲ့ပေါ့နော်ဒါနေရာလေးတစ်ခုရောက်ချင်တယ်ကိုဘဝမှာကွာငါခြံလေးတစ်ခုလိုချင်တယ်ပေါ့နော်တိုက်လေးတစ်ခုလိုချင်တယ်အဲ့လိုမျိုးပန်းနိုင်ရှိတယ်ထားဒါဥပမာနော်ရှိတယ်ဆိုလို့ရှိရင်ကိုအခု0ပေါ့နော်ပတ်စံလည်းလုံးဝမရှိဘူးအစင်လည်းမပြေဘူးမိသားစုကလည်းခက်ခဲနေတယ်ဆိုလို့ရှိရင်အဲ့ဒီနေရာကိုရောက်ဖို့အတွက်ဘယ်လိုသွားရမလဲဆိုတော့ကျွန်တော်မြေပုံလေးနဲ့ကျွန်တော်အားလုံးကိုအတွေးထဲမှာပေါ့နော်မြင်သွားအောင်ကျွန်တော်ချပြပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့သိရမှာဒီကိုရောက်နေတဲ့အခြေအနေသိရမယ်ပြီးလို့ရှိရင်ကိုဖြစ်ချင်တဲ့အရာပန်းနိုင်သိရမယ်ဟုတ်ပြီဒီမှာခင်ဗျာဟုတ်ပြီနော်ဒီမှာခမည်းရှိမယ်ဒီမှာခမည်းလိုချင်တဲ့ပန်းနိုင်ဥပမာအခုနကျွန်တော်ပြောတဲ့အတိုင်းထားလိုက်ပါတော့အိမ်နဲ့ချံโอเคအိမ်နဲ့ချံပေါ့ဗျာထားလိုက်ပါတော့ဒါဟုတ်ပြီဒီမှာခမည်းလိုချင်တဲ့အိမ်နဲ့ချံဟုတ်ပြီကျွန်တော်တို့ဒါကိုဘာနဲ့ရယူမှာလဲဒီအိမ်နဲ့ချံဆိုတာဒါဟာပစ္စည်းတစ်ခုဖြစ်တယ်ဒါလူတွေရောင်းနေတဲ့အရာတစ်ခုဖြစ်တယ်ရောင်းဝယ်မှုပြုနေတဲ့အရာတစ်ခုဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒါကိုဘာနဲ့ဝယ်မှာလဲဗီဒီယိုလေးပဲစဉ်းစားပါပတ်စံနဲ့ဝယ်မယ်โอเคပတ်စံနဲ့ဝယ်မယ်ဟုတ်ပြီနော်ပတ်စံနဲ့ဝယ်မယ်ဟုတ်ပြီဒီပတ်စံကိုရဖို့အတွက်ကျွန်တော်တို့ဘာလုပ်ရမှာလဲရိုးလေးပဲတွေးအလုပ်လုပ်ရမယ်ဘယ်သူကလုပ်ရမှာလဲခမည်းလုပ်ရမယ်โอเคခမည်းအလုပ်လုပ်ရမယ်ဟုတ်ပြီဒီအိမ်ဈေးနှုန်းတစ်ခုရဲ့ဒါငွေပမာဏတည်ဥပမာထား3,500ထားဟုတ်ပြီနော်3,500ထားဒါ3,500ရှိတယ်ဒီမှာခမည်းတည်အခုအဆင်မပြေဘူးငွေကြေးခက်ခဲနေတယ်တစ်လမှာဘယ်လောက်ရမလဲပေါ့နော်ကျွန်တော်မသိဘူးခမည်းကိုယ်ပိုင်လုံးနေလားသူများလုံးနေလားကျွန်တော်မသိဘူးဒါပေမဲ့ဒီ9,000ကိုရဖို့အတွက်ဒီ9,000ဆိုတဲ့ပမာဏကိုရဖို့အတွက်ကိုယ်ပိုင်လုပ်ငန်းမလုပ်ဘဲနဲ့သူများတကာစီမှာအလုပ်လုပ်မယ်ဆိုရင်ခမည်းစဉ်းစားကြည့်လုံးဝဖြစ်နိုင်လား no ရိုးလေးပဲတွေးလုံးဝမဖြစ်နိုင်ဘူးပေါ့နော်လုံးဝမဖြစ်နိုင်ဘူးဒါကြောင့်မို့ကိုယ်ပိုင်အလုပ်လုပ်ကိုလုပ်ရမယ်ကျွန်တော်တို့အဲ့ဒီ3,500ဆိုတဲ့ပတ်စံရဖို့တော့ကျွန်တော်တို့ဘာလုပ်ရမလဲပတ်အလုပ်လုပ်ရမယ်အလုပ်လုပ်တယ်ဆိုတဲ့အခါမှာဘယ်လိုပုံစံမျိုးလုပ်ရမှာလဲဆိုလို့ရှိရင်သူများအလုပ်မှာလုပ်လို့တော့ဒီတစ်လုံးတရားမရအောင်အဲ့တော့ဘာလုပ်ရမှာလဲရိုးလေးပဲတွေးရှင်းလေးပဲတွေးကိုယ်ပိုင်အလုပ်လုပ်ရမယ်ကိုယ်ပိုင်ဟုတ်ပြီနော်ကိုယ်ပိုင်ဟုတ်ပြီကိုယ်ပိုင်အလုပ်လုပ်မယ်ကိုယ်ပိုင်အလုပ်လုပ်ပြီးပတ်စံရှာမယ်ကိုယ်ပိုင်အလုပ်လုပ်မယ်ပြီးရင်ပတ်စံရှာမယ်ရှာတဲ့ပတ်စံနဲ့ဒီ3,500ဆိုတဲ့အိမ်နဲ့ခြံကိုဝယ်မယ်ဟုတ်ပြီကိုယ်ပိုင်အလုပ်လုပ်မယ်ပတ်စံရှာတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့သိရမှာကကျွန်တော်တို့ဒီ broke ဖြစ်နေတဲ့အခြေအနေလုံးဝမွေးနေတဲ့အခြေအနေမှာကျွန်တော်တို့ပထမဦးဆုံးစပြင်ရမယ့်အရာဒီကျွန်တော်တို့ဒီပတ်စံကိုယ်ပိုင်အလုပ်တွေမလုပ်ခင်လူတစ်ယောက်မှာနံပါတ်1ပြင်ရမယ့်အရာပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းနဲ့ဒီအရာကိုရဖို့တော့ကျွန်တော်တို့မှာဒီအဆင့်မှာပေါ့နော်အဲ့ဒီကိုမရောက်ခင်ဒီဂျားထဲမှာတင်အဆင့်တွေအများကြီးရှိတယ်ကျွန်တော်တို့ပြင်ရမယ့်အတွေးခေါ်တွေရှိတယ်ပေါ့နော်ကျွန်တော်တို့ဟိုတဘဝလုံးထင်ထားတဲ့မှန်တယ်ဆိုတဲ့အရာတွေကမားနေတဘဝလုံးကို
ညီးညူပြီးပြောလာတဲ့ဆိုတော့ဒီဘဗက်ကဒီမကောင်းတဲ့အရာတွေပေါ့နော်ဒီဘယ်လိုပြောမလဲဖူပူအော်ဒါတွေအားလုံးဒီကျွန်တော်တို့ဒါဆုံးရှုံးခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိရမယ်ပေါ့နော်ဥပမာအဖြစ်ကျွန်တော်တို့ဆင်းရဲတဲ့သူနဲ့ချမ်းသာတဲ့သူတွေရဲ့ကြားထဲမှာကွာဟချက်ဒီပေါ့နော်ဒီရုပ်ပိုင်းဆိုင်ရာမှာကွာခြားချက်တဲ့နောက်ွယ်မှာကျွန်တော်တို့မမြင်နိုင်တဲ့နယ်ပယ်မှာဝိညာဉ်နယ်ပယ်မှာကျွန်တော်တို့မှန်ကန်ခြင်းမမှန်ကန်ခြင်းဥပမာအဖြစ်ဗျာဘာသာရေးရှုထောင့်ကပြောမယ်ဆိုလို့ရှိရင်ထားလိုက်ပါတော့ဒါဆဲဆိုနေတဲ့ဒါအတိုင်းဝိုင်းနဲ့ဆဲဆိုခြင်းမရှိတဲ့အတိုင်းဝိုင်းဘယ်အတိုင်းဝိုင်းကချမ်းသာတဲ့လူစုရှိလဲကြည့်ပါချမ်းသာတယ်ဆိုတဲ့အတိုင်းဝိုင်းချမ်းသာတယ်ဆိုတဲ့လူစုတွေရှိတဲ့နေရာမှာအပြစ်ဒုစရိုက်ကင်းစင်တယ်ဆင်းရဲတယ်ဆိုတဲ့လူတွေရှိတဲ့နေရာမှာပေါ့နော်ဒါအပြစ်ဒုစရိုက်မကောင်းမှုနဲ့ပေါ့နော်ညဉ့်ညမ်းတဲ့ဒီပြောဆိုမှုတွေဟာရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အဲ့ဒီအချက်ကိုလည်းနံပါတ်1ပြင်ရမယ်အလုံးမလုပ်ခင်နော်အဲ့ဒီအချက်ကိုနံပါတ်1ပြင်ရမယ်ကျွန်တော်တို့ရဲ့ရှင်သန်မှုပုံစံပြင်ရမယ်ဟုတ်ပြီနော်ပြီးရင်နောက်ထပ်တစ်ခုဘာလဲဆိုကျွန်တော်အတွေးခေါ် mindset ပြင်ရမယ်ကျွန်တော်တို့ရှင်သန်မှုပုံစံပြင်ရမယ်ဘာကြောင့်လဲချမ်းသာတဲ့လူတွေနဲ့ဆင်းရဲတဲ့သူတွေကြားထဲမှာကွာဟနေသောအရာသည်ဒါပတ်စံရှိခြင်းမရှိခြင်းတဲ့သူတို့ရဲ့ရှင်သန်မှုပုံစံသည်ပတ်စံရှိလာစေခြင်းနဲ့ရှင်သန်မှုဖြစ်တဲ့အတွက်ကြောင့်ပတ်စံဝင်လာနိုင်တဲ့ပတ်စံသည်သူ့ရဲ့ life တဲကိုသူ့ရဲ့ဘဝတဲကိုပေါ့ဗျာဒါဝင်လာနိုင်တယ်ဆိုတဲ့ဘဝရက်တည်မှုရှင်သန်မှုတန့်ရှင်းမှုဆိုတာရှိဖို့လိုတယ်အဲ့ဒီຢာဒီကျွန်တော်တို့နံပါတ်1ပြင်ရမယ်ဘာမှမလုပ်ရသေးဘူးပတ်စံမကုန်ဘူးအဲ့ဒါပြင်ရမယ်โอเคအဲ့ဒါပြင်ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်တစ်ခုကျွန်တော်တို့ဒီအလုပ်လုပ်ဖို့အတွက်ပေါ့နော်ဒီຢာကိုဝယ်ဖို့အတွက်ဘယ်လိုဆက်သွားမလဲကျွန်တော်ပြောပြမယ်ဟုတ်ပြီကိုယ်ပိုင်အလုပ်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာသိရမှာကအခုခေတ်အချိန်ခါမှာဒီကိုယ်ပိုင်အလုပ်ငန်းလုပ်တော့မယ်ကိုယ်ပိုင်စီးပွားရေးလုပ်တော့မယ်ဆိုလို့ရှိရင်စီးပွားရေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာလို့ကျွန်တော်ဒီမှာနည်းနည်းလေးပြောပြမယ်ဒါလေးပြောပြမှခင်ဗျားတို့မြင်အောင်ပါဟုတ်ပြီစီးပွားရေးလုပ်မယ်ဆိုလို့ရှိရင် digital business ရှိတယ် traditional business ရှိတယ်နှစ်မျိုးရှိတယ်ပေါ့နော်အဲ့ဒီနှစ်မျိုးမှာ digital business ဆိုတာဒါ line ပေါ်ကနေငွေရှာတာ line ပေါ်ရတဲ့ပတ်စံပေါ့နော်ဒါဘယ်လိုပြောမလဲကင်လို့ထိတွေ့လို့မရဘူးဗျာကင်လို့ထိတွေ့ပြီးလုပ်ရလဲမလို့ line ပေါ်ကနေပဲလုပ်ရတဲ့လုပ်ငန်းအားလုံးအဲ့ဒါဒီ digital business ဖြစ်တယ် traditional business ဆိုတာဘာလဲကင်လို့ထိတွေ့လို့ရတယ်ဒါအပြင်လောကမှာရှိနေတဲ့အရာပေါ့နော်ဥပမာအဖြစ်ဘယ်လိုလဲဆိုတဲ့အခါမှာအထည်ရောင်းတယ်ဒီပစ္စည်းအထည်ဒီဒါ physical ပေါ့နော်ဒါထိတွေ့လို့ရတယ်ဒါဒီ digital business ဥပမာအဖြစ် line ပေါ်ကနေပြီးတော့ line ပေါ်ကနေပြီးဗျာဒါ video editing service ပေးမယ်ဆိုလို့ရှိရင်ဒါဒီဘာလဲဆိုတဲ့အခါမှာဒါ digital business ကင်တွယ်လို့မရအောင်ထိတွေ့လို့မရအောင်ဒါပေမဲ့လုပ်ငန်းတစ်ခုအနေနဲ့လည်းပတ်နေတယ်အဲ့လိုမျိုးအမျိုးအစား2မျိုးရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီအမျိုးအစား2မျိုးမှာကြိုက်တဲ့လုပ်ငန်းပဲလို့ကြိုက်တဲ့ business ပဲလို့ traditional လုပ်မလား digital business လုပ်မလားနံပါတ်1ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုသည်နံပါတ်1အရေးကြီးတာ idea ကိုပါစီးပွားရေးလုပ်မှာလဲဘာရောင်းမှာလဲ digital business လုပ်ပြီးတော့မှရောင်းမှာလား traditional business လုပ်ပြီးရောင်းမှာလားပေါ့နော်တစ်ခုခုရောင်းရမယ်ဒီဟာကိုရောက်ကျွန်တော်တို့ရောင်းရမယ် okay ရောင်းဖို့အတွက်အဲ့ဒီ traditional business digital business မှာရောင်းဖို့အတွက်လိုအပ်တာဒီဘာရောင်းမလဲဆိုတဲ့ idea ဟုတ်ပြီအဲ့ဒီ idea ရပြီဥပမာအဖြစ်ခင်ဗျားဒီ idea ရပြီနော် idea ရပြီးတော့ပြီဆိုလို့ရှိရင်ဘာလို့တလဲဆိုလို့ရှိရင်နောက်ထပ်လိုအပ်သောအရာဒီအဲ့ဒီလုပ်ငန်းနဲ့ဆိုင်တဲ့အဲ့ဒီ business နဲ့ဆိုင်တဲ့သိရမယ်အသိပညာအလုံးသိရမယ်အဲ့ဒီဈေးကွက်ကိုခင်ဗျားနားလည်ရမယ်ဗျာဈေးကွက်ကိုနားလည်ရမယ်ဈေးကွက်ကိုကြောင်းကျဥပမာအထည်ရောင်းမယ်ဆိုရင်အထည်နဲ့သက်ဆိုင်တဲ့အကြောင်းအရာကိုခင်ဗျားနားလည်ရမယ်အထည်နဲ့ဆိုင်တဲ့အကြောင်းအရာကိုခင်ဗျားသိနားလည်ရမယ်ပေါ့နော်ပြီးရင်နောက်ထပ်တစ်ဆင့်ဟုတ် idea ရပြီကိုလုံမဲ့လုပ်ငန်းအကြောင်းနားလည်ပြီပေါ့နော်ဒါအထည်နဲ့သက်ဆိုင်တဲ့ကျွန်တော်ပြောတဲ့အခုဒါ digital business အနေနဲ့တခုကျွန်တော်ထပ်ပြောပေးမယ်ဟုတ်ပြီကိုက video editing လုပ်မယ်ပေါ့နော် idea ရပြီအဲ့ဒါ idea ရတဲ့အပြင်နံပါတ်2အဲ့ဒီ editing လုပ်ငန်းရဲ့ဈေးကွက်ကိုကျွန်တော်သိရမယ်ဘယ်လိုသိရမလဲဆိုတဲ့အခါမှာ video editing ဘယ်လိုလုပ်လဲအဲ့ဒီဆိုင်တဲ့အတတ်ပညာရဲ့အဲ့ဒီ video editing နဲ့ဆိုင်တဲ့ပညာရက်ကိုသိရမယ်ဘယ်လိုအလုပ်လုပ်လဲဆိုတာသိရမယ်ပေါ့နော်အဲ့ဒီနှစ်ချက်နံပါတ်1 idea နံပါတ်2ဈေးကွက်ကျွမ်းကျင်မှုကိုနားလည်ရမယ်ပေါ့နော်နံပါတ်3အရေးကြီးတာဒီကြိုက်တဲ့ business လုပ်ကြိုက်တဲ့စီးပွားရေးလုပ်ကျွန်တော်တို့နားလည်ရမှာဒီဘယ်စီးပွားရေးလုပ်ကိုပစ္စည်းကိုကြော်ညာရမယ်လူသိအောင်လုပ်ရမယ်ပြီးမှကြောင်းရမယ်ပေါ့နော်အဲ့ဒါကိုသိရမယ်စီးပွားရေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာငွေကြေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာအဲ့ဒီမှာအချက်ချက်တော့ပါတယ်အခုကျွန်တော်အားလုံးတော့မပြောသွားဘူးအရန်ရှေ့သွားမယ်ဗီဒီယိုအဲ့ဒီမှာသိရမယ်အချက်ဒီ marketing သိရမယ် sales သိရမယ် customer service အဲ့3ချက်ကိုသိရမယ်ပေါ့နော် idea ရပြီနံပါတ်2ဈေးကွက်အကြောင်းနားလည်ပြီနံပါတ်3စီးပွားရေးကြိုက်တဲ့စီးပွားရေးလုပ်ကြိုက်တဲ့ business လုပ်ခင်ဗျားဘာသာဘာလုပ်
အဲ့ဒီ marketing phase customer service အဲ့ဒီ3ပိုင်းကိုခင်ဗျားအနေနဲ့တည်နာလဲရမယ်အဲ့ဒါတည်မှာအခုနပြောတယ်ကျွန်တော်တို့ရောက်မယ်ဆိုတဲ့ပစ္စည်း idea ရတဲ့ပစ္စည်းကိုကျွန်တော်တို့အဲ့ဒီဈေးကွက်ကိုကျွမ်းကျင်နားလည်မှုနဲ့အတူအဲ့ဒီ marketing phase customer service လုပ်ပြီးတော့မှရောင်းချမယ်ရောင်းချပြီးတော့မှကျွန်တော်တို့ဒီဟာကိုဝယ်မယ်ပေါ့နော်အဲ့ဒီဂျားထဲမှာအဆင့်တွေအများကြီးရှိတယ်နော်အဆင့်တွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်လိုတိုရှင်းလေးပဲအားလုံးကိုပြောပြပေးသွားတာဖြစ်တယ်အားလုံးမြင်နိုင်မယ်လို့ကျွန်တော်မျှော်လင့်မိတယ်ပေါ့နော်အဆင့်တွေအများကြီးပဲဆိုတာပြဥပမာအားဖြင့်ဒါကိုလုံးမဲ့လုပ်ငန်းတစ်ခုနဲ့ပဲအကြောင်းကိုနားလည်ပြီးဈေးကွက်အကြောင်းကိုတိပြီဆိုတော့ねမပြီးဘူးလေနော်ကျွန်တော်တို့အဲ့ထဲမှာချိတ်ဆက်မယ် network တွေရှိတယ်အဲ့ဒီအချိန်မှာ network လို့ပြောတဲ့ခါမှာလာပြီခင်ဗျာစကားပြောတဲ့ skill တွေဘာညာလူတွေအားလုံးပြောနေရလေလူနဲ့ပေါင်းသင်းဆက်ဆံတဲ့ဖို့လိုတယ်အဲ့ဒီဟာတွေလာပြီပေါ့နော်အဲ့ဒီအငန်းတာတွေအဲ့ဒီလောက်ရမယ့်အရာလူတွေနဲ့ပေါင်းသင်းရမယ့်အရာစကားပြောရမယ့်အရာလူတွေနဲ့ဆက်ဆံရမယ့်အရာအများကြီးလာပြီပေါ့နော်ဒါအချငွေကြီးကိစ္စတွေပါတယ်အဲ့ကြားထဲမှာအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ခုချိန်မှာအားလုံးကိုပြောချင်တာဒီတိထားရမှာကကျွန်တော်တို့ဒီဗီဒီယိုချိန်တွေကနေပြီးတော့မှဒီຢာကိုဝယ်ဖို့အတွက်ကျွန်တော်တို့လိုချင်တဲ့အရာကိုရဖို့အတွက်ပေါ့နော်ဒါသိရမယ့်အရာတွေကျွန်တော်တို့ဒီဂျားထဲမှာကွာဟချက်ကိုနားလည်ရမယ်ဒီ3,500ရမယ်3,500ရှိတဲ့ခြံကိုဝယ်ဖို့တော့ကျွန်တော်တို့နံပါတ်1အလုပ်လုပ်ရမယ်ဘာအလုပ်လဲကိုယ်ပိုင်အလုပ်လုပ်ရမယ်ကိုယ်ပိုင်အလုပ်ကိုဘယ်လိုလုပ်ရမလဲကိုယ်ပိုင်အလုပ်လုပ်ဖို့အတွက်နံပါတ်1လိုတာဒီဒါ idea နံပါတ်2ဒီဈေးကွက်ကျွမ်းကျင်မှုနံပါတ်3ဒီ marketing phase ကျွန်တော်ခုနပြောတဲ့အကြောင်းအရာနားလည်ပြီးဆိုရင်ဒီ3,500ကိုအရေးအတွက်ရတဲ့အထိခင်ဗျာရောင်းရမယ်ပေါ့နော်ခင်ဗျာရောင်းရမယ်အဲ့ဒါနီလန်းအမှန်ပေါ့နော်နီလန်းအမှန်ဒီလိုသွားဒါနီလန်းအမှန်အဲ့လိုမဟုတ်ဘဲနဲ့ကိုယ်ပိုင်လုပ်ငန်းလုပ်ပြီးတော့မှကျွန်တော်တို့ကအဲ့ဒီကိုရောက်အောင်မသွားဘဲနဲ့ပေါ့နော်ရောက်အောင်သွားလို့လည်းမရပါဘူးကိုယ်ပိုင်လုပ်ငန်းမလုပ်ဘဲနဲ့ကျွန်တော်တို့ရဲ့အခြေအနေနဲ့ဆိုရင်တော့ကိုယ်ပိုင်လုပ်ငန်းလုပ်မှအဲ့ဒီကိုရောက်အောင်သွားနိုင်မှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ဒီနေ့မှာအားလုံးကိုပြောပြပေးသွားတဲ့အကြောင်းအရာကခင်ဗျားတို့အတွက်ရှုံရင်ရှုံမယ်တစ်ခါနားမလည်နှစ်ခါနားလည်အောင်လုပ်ပါနှစ်ခါနားမလည်သုံးခါနားလည်အောင်လုပ်ပါသုံးခါပြန်ကြည့်ပါပေါ့နော်ကျွန်တော်ဒါလေးပြောပြပေးခြင်းနဲ့ဒီຢာကကျွန်တော်တို့ပေါ့နော်ဒါဒီပညာရက်ဆိုတာဒီຢာဆိုတာကျွန်တော်တို့လိုက်တင်လို့မရဘူးတွေးနေမှသဘောပေါက်နားလည်လာတာတွေးနေမှသိလာတာစဉ်းစားနေမှသိလာတာပေါ့နော်ဒါကြောင့်မို့ကျွန်တော်သိတဲ့အရာကျွန်တော်နားလည်တဲ့အရာကျွန်တော်မြင်တဲ့အရာဒီဗီဒီယိုအခြေအနေကနေပြီးတော့မှကိုလိုချင်တဲ့အရာကိုရဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဒါမြင်ရမယ့်အတွေးခေါ်လေးတစ်ခုကိုကျွန်တော်အားလုံးကိုပြောပြပေးသွားတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကျွန်တော်ဒီနေရာမှာပဲအဆုံးသတ်ချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကခင်ဗျားတို့အတွက်မိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်